ငါခုံပရိတုံညာပရိငါခုံပရိ6လေးတုံညာပရိခုံတုံညာပရိနှစ်ခါဖြစ်တဲ့အတွက်3ရက်အတွင်းမှာ9တလုံးဆင်းမယ်ဆိုတော့1ရက်2ရက်3ရက်အတွင်းမှာဒီမှာခုံ9လို့လဲဆင်းတယ်ငါ9လို့လဲဆင်းတယ်နော်4နဲ့6ပရိ5 4 9ပရိ6 9ပရိနှစ်ခါဖြစ်တဲ့အတွက်3ရက်အတွင်းမှာ9တလုံးဆင်းမယ်ဆိုတော့1ရက်2ရက်3ရက်အတွင်းမှာ5 9ဆိုပြီးဆင်းတယ်ပေါ့နော်66ပရိ9 9ပရိ6 9ပရိနှစ်ခါဖြစ်တဲ့အတွက်3ရက်အတွင်းမှာ9တလုံးဆင်းမယ်ဆိုတော့1ရက်2ရက်3ရက်အတွင်းမှာ9 5ဆိုပြီးဆင်းတယ်9 9ဆိုပြီးဆင်းတယ်ပေါ့နော်ရှင်နှစ်3ညပရိ6တက်ခုံပရိ3ညခုံပရိနှစ်ခါဖြစ်တဲ့အတွက်3ရက်အတွင်းမှာ9တလုံးဆင်းမယ်ဆိုတော့1ရက်2ရက်3ရက်အတွင်းမှာ9 9လို့လဲဆင်းတယ်ဒီမှာလဲ9 9ဆိုပြီးဆင်းတယ်ပေါ့နော်9 9 8 5 6တက်8တက်ပရိနှစ်ခါဖြစ်တဲ့အတွက်3ရက်အတွင်းမှာ9တလုံးဆင်းမယ်ဆိုတော့1ရက်2ရက်3ရက်အတွင်းမှာဒီမှာ9 9ဆိုပြီးဆင်းတာပေါ့နော်အဲ့လိုပေါ့နော်65တက်268တက်8ပရိနှစ်ခါဖြစ်တဲ့အတွက်3ရက်အတွင်းမှာ9တလုံးဆင်းမယ်ဆိုတော့1ရက်2ရက်3ရက်အတွင်းမှာ3ည9ဆိုပြီးဆင်းတယ်ပေါ့နော်3ည2 5 9 2 4ပရိနှစ်ခါဖြစ်တဲ့အတွက်3ရက်အတွင်းမှာ9တလုံးဆိုတော့1ရက်2ရက်3ရက်အတွင်းမှာ9 5ဆိုပြီးဆင်းတာပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီမှာလေးပေါ့နော်9နှစ်1ပရိ1ခွန်10ပရိ1 10ပရိနှစ်ခါဖြစ်တဲ့အတွက်1ရက်2ရက်3ရက်အဲ့ဒါတော့အင်္ဂါပေါ့နော်အင်္ဂါမကျော်ပေါ့နော်အဲ့ဒါတော့အင်္ဂါမကျော်ဟုတ်9တလုံးအင်္ဂါမကျော်ပေါ့နော်9တလုံးအင်္ဂါမကျော်ပေါ့နော်အဲ့ဒါလေးတစ်ချက်လိုက်မှတ်ပေးထားပါနော်အဲ့ဒါ